င်္ဂလာပါခင်ဗျာဘိုးစော channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်တို့10 ရက်နေ့ကနေပြီးတော့10 ရက်နေ့4 လပိုင်း10 ရက်ကနေပြီးတော့10 ရက်3 ရက်အတွင်းကျွန်တော်4 လပိုင်း10 ရက်နေ့ကနေပြီးတော့10 ရက်နေ့အထိ3 ရက်အတွင်းကျွန်တော်ရရှိထားတဲ့အပူမပါအခွေကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ3 ရက်အတွင်းမှာရရှိထားတဲ့အပူမပါအခွေက3 ည6 4 9 ခွန်1ကျွန်တော်ဒီကနန်း6 လုံးကိုခွေရမှာဖြစ်ပါတယ်ဒီကောင်ကိုခွေပြီးတော့ပြန်ပြီးတော့အကွက်ပြန်ပြီးတော့တွဲမယ်ဆိုရင်3 ည6 3 ည4 3 ည9 3 ညခွန်3 ည1ပြီးရင်6 4 6 9 6 ခွန်6 1 4 9ပြီးရင်4 ခွန်4 ခွန်4 1 9 ခွန်9 1ခွန်1ဆိုပြီးတော့ရရှိလာတာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ဒီအခုပြထားတဲ့အခွေတွေကအနည်းဆုံးတစ်ကွက်ကတော့လာနိုင်ပါတယ်အကွက်ကများတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့နေတိုင်းနဲ့ချင်းပြီးတော့အသုံးပြုစေချင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ဒီ3 ရက်အတွင်းမှာကျွန်တော်တို့သတိထားရမယ်လုံးပိုင်းက9 နဲ့ 3 ညဖြစ်ပါတယ်3 ရက်အတွင်းမှာသတိထားရမယ်လုံးပိုင်းက9 နဲ့ 3 ညဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအကွက်တွေမှာအထူးဂရုစိုက်ရမယ်အကွက်တွေကတော့ကျွန်တော်တို့ဒီမှာ3 ညရဲ့ဒီ9ပါတဲ့အတန်းတွေရဲ့ဂရုစိုက်ရမှာပဲဖြစ်ပါတယ်အထူးဂရုစိုက်စေချင်တာက4 လပိုင်း10 ရက်9 ရက်10 ရက်ဒီ3 ရက်အတွင်းမှာကျွန်တော်အခုပြောခဲ့တဲ့ဒီအပူမပါအခွေကိုမိတ်ဆွေတို့နေတိုင်းနဲ့တိုက်ပြီးတော့အထူးဂရုစိုက်စေချင်ပါတယ်ပြီးရင်ကျွန်တော်တို့10 ရက်နေ့မနက်အတွက်ဒါတော့10 ရက်နေ့မနက်အတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေအကြိုက်တူတယ်ဆိုရင်အသုံးပြုလို့ရပါတယ်ခင်ဗျာအထူးသဖြင့်တော့ကျွန်တော်တို့3 ရက်အတွင်းမှာဒီအခွေကိုဂရုစိုက်စေချင်ပါတယ်ခင်ဗျာဒါတော့မိတ်ဆွေတို့ကိုမိတ်ဆွေတို့အတွက်ကျွန်တော်တပတ်တလမ်းမှာအထောက်အကူဖြစ်စေရန်ဆိုပြီးတော့အခုလိုပြောပြပေးတာဖြစ်ပါတယ်လုံးပိုင်နေနေကတော့ကျွန်တော်တို့9 ရက်3 ညရဲ့ဒီ3 ရက်အတွင်းမှာဂရုစိုက်စေချင်ပါတယ်ခင်ဗျာ
တောင်ညကကျွန်တော်တို့ဖိုးလုံးရဲ့တပတ်စာပတ်တီးနဲ့လည်းတွားပြီးတော့တူညီနေတာဖြစ်ပါတယ်ဒါကြောင့်မလို့3ရက်အတွင်းမှာဆိုရင်9ပတ်တီး3ညပတ်တီးကိုဂရုစိုက်စေချင်ပါတယ်အခုမိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးခဲ့တာက4လပိုင်း10ရက်ကနေ10ရက်နေ့အထိ3ရက်အတွင်းအဖို့မပါအခွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းမိတ်ဆွေတဦးတယောက်ချင်းစီကိုကျွန်တော်ပို့စော်မှကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ